ကျွန်တော်တို့၃ယောက်မှာတယောက်နဲ့တယောက်မတူညီတဲ့အကြောင်းတွေရှိကြတယ်စာတော်ပြီးအမြဲအေးဆေးတည်ငြိမ်တဲ့မင်းခန့်အားကစားဝါသနာပါပြီးသူ့ကြွတတ်တဲ့ကြော်စွာပြီးတော့စိတ်ကူးရင်ဆန်ပြီးစာရေးရတာဝါသနာပါတဲ့ကျွန်တော်လင်းခက်မင်းတို့ကနေကြရင်ဘာဖြစ်ချင်လဲလို့ကျွန်တော်မေးမိတဲ့နေ့ကစပားရိတ်တင်ပြီးစာလဲကွင်းပြင်ထဲမှာနေဝင်းချင်းကိုကြည်နေကြတဲ့အချိန်ကြော်စွာကမြစ်ပင်တပင်ကိုပစက်မှာကတ်ရင်ငါတော့စစ်ဖို့ဖြစ်အောင်လုပ်မယ်ပြီးရင်မင်းတို့ကာဝေပြီးမှလို့ရဲရဲဝံ့ဝံ့ပြောတယ်မင်းခန့်ကတော့မြတ်မှန်လေးကိုပြင့်တင်ရင်ငါတော့ဆေလာဝန်ချစ်ချင်တယ်ရွာကလူတွေကိုအခမဲ့ကုပေးမယ်တဲ့ကျွန်တော်ကတော့သူတို့ညကိုကြည့်ပြီးငါကတော့မင်းတို့အကြောင်းတွေကိုစာအုပ်ရေးမယ်လို့ရေမောရင်ဖြိုးခဲ့ကြဘူးတယ်အဲ့ဒီအချိန်တုန်းကခွဲခွာခြင်းဆိုတဲ့စကားလုံးဟာကျွန်တော်တို့ကအပိဒံတဲ့မှာပဲရှိတဲ့ຢာလို့ထင်ခဲ့တာနေတိုင်းကြောင်းသူတို့တွားတယ်ထမင်းချိုင်သူတို့စားတယ်ရန်ဖြစ်ရင်လည်း၃ယောက်ပေါင်းပြီးမှဖြစ်ကြတာကျွန်တော်တို့ကြားမှာလျှို့ဝှက်ချက်ဆိုတာမရှိတလောက်တယ်အထက်တန်းကျောင်းပြီးလို့ဝက်တန်တကတို့ဝန်တန်းအောင်ဆန်ရင်ထွက်တယ်နေဟာကျွန်တော်တို့ရဲ့ပထမဆုံးလမ်းခွဲဖြစ်လာမယ်မှန်ဘဒူးမှတွေးမိခဲ့ကြဘူးမင်းခန့်ကစေတကတို့တက်ခွင့်ရသွားတယ်ကြိုးစွာကလို့သူစမ်းတဲ့အတိုင်းစစ်တကတို့တွားရတော့မယ်ကျွန်တော်ကတော့မြို့ပြကဝိဇတကတို့တခုမှစပေးသိမ့်ယူဖို့ပြင်ဆင်ရတယ်ခွဲခွာကနီးညမှာကျွန်တော်တို့၃ယောက်ရွာထိကညောင်ပင်ကြီးအောက်မှာထိုင်နေခဲ့ကြတယ်ဘဒူးမှစကားသိမပြောဖြစ်ကြဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ဖွားချင်းထိတွေ့ကြတဲ့ခိုင်မြဲတဲ့လက်ဆွဲနှုတ်ဆက်မှုကငါတို့ဘယ်တော့မှမမေ့ချေဆိုတဲ့ဂတိတခုကိုတိတ်တဆိတ်ဒီခဲ့ကြတာပါတကတို့ကြောင်းသားဘဝဆိုလားအသစ်ဆန်းတွေနဲ့ပြီးနေပဲမင်းငယ်တငယ်ချင်းတွေကိုလွမ်းနေစိတ်ကတော့အမြဲရှိနေခဲ့တာအစာပိုင်းမှာတော့ကျွန်တော်တို့၃ယောက်စားပြီးအပြန်လည်ရေးချတယ်ဖုံးရီတိတ်မပေါသေးတဲ့အဲ့ဒီခေမှာစားလိုက်ကလာတဲ့စားကြီးကလေးတွေဟာကျွန်တော်တို့ရဲ့ဆက်သွေးကြိုးမြင်လီပေါ့မင်းခန့်ကသူ့ရဲ့စာရီထဲမှာစေးကြောင်းနဲ့စားပေဝုံတို့ဘုံတွေလူနာတွေကိုကူတာပေးခြင်းတဲ့သူ့ရဲ့စိတ်အားထက်သန်မှုတွေကိုရေးလေရှိတယ်။ကျော်စွာကတော့စစ်တပ်သူရဲ့ပြင်းထန်တဲ့လီဂျင်ငတ်နေကြမှာတော့သူ့ရဲ့ဟာသားတွေကိုမမေ့ပဲငါဘိုင်းမှာအခုတော့ six pack တွေပေါ်နေပြီကွ။မင်းတို့လိုစာချဖို့ဒီနဲ့မတူတော့ဘူးလို့ကြွားတက်သေးတယ်။ကျွန်တော်ကတော့ကျွန်တော်ရဲ့ကြပြားတွေနဲ့ဝတ္ထုတို့တွေကိုသူတို့စီပို့သေးဖြစ်တယ်။ဒါပေမဲ့အချိန်တွေကြာလာတဲ့အတိုင်းစာရေးတဲ့ကျင့်ရည်တွေကနေပါလာတယ်။ဘဝရဲ့တာဝန်တွေကတဖြည်းဖြည်းနဲ့ပိုလေးလံလာတာကိုမင်းခန့်ကအလှုပ်တင်ဆရာဝန်ဘဝနဲ့အချိန်မရှိအောင်အလုပ်ညွှားနေပြီကြိုးစွာကလည်းနေဆက်တီတာတွေကိုတာဝန်နဲ့ထွက်ခွာသွားရပြီကျွန်တော်ကိုယ်လိုက်လက်သတင်းစာတွေတို့ခုမှ editor အလှုပ်နဲ့လုံပန်းနေရတယ်တခါတော့မင်းခန့်စီကစားတဲ့ဆောင်ရောက်လာတယ် LinkedIn ငါတို့အရင်လိုပြန်ဆောင်ဖို့ခတ်သွားပြီလားမသိဘူးငါမှလူနာတွေနဲ့ပဲအချိန်ကုန်ရတယ်ကြော်စွာနဲ့တော့ရောမင်းအစ်စ်တွေရလာတဲ့အဲ့ဒီစားကိုဖတ်ပြီးကျွန်တော်မှစိတ်မကောင်းဖြစ်ရတယ်ကျွန်တော်တို့၃ယောက်ရဲ့ကောင်းခင်ဟာတခုတည်းဖြစ်တယ်ပေမဲ့အခုတော့တယောက်စီမှာကိုပိုက်ကောင်းကင်နဲ့ကိုပိုက်တင်းတော်တွေရှိကြတယ်။တန်ရောစင်ကမလျော့ပေမဲ့အချိန်ဆိုတဲ့ရန်သူကကျွန်တော်တို့ကိုဝေးရသူတွန်းပူနေစီတို့ပါပဲ